ဥရုစင်များကတော့အာဟာရကိုစားလိုက်တာတခါတည်းကိုလေကြောက်ကြည့်အောင်စားတယ်ကောင်းကောင်းသလိုစားလိုက်ကောင်းကောင်းသလိုစားလိုက်တော့အာဟာရနဲ့မောအောင်စားပလိုက်တယ်အဲ့တော့အကြောင်းတရားအကျိုးတရားဆိုတာမေတ္တာဓာတ်ဆိုတာရှိရမေတ္တာဓာတ်ဆိုတာဘာလဲအာဟာရကိုမောအောင်စားလိုက်စားခြင်းနဲ့ဖာလူတာကိုတောက်ခြင်းဖာလူတာတောက်ခြင်းတော့ကိုကမေတ္တာရှိထားရမယ်သူမေတ္တာကိုမေတ္တာဆိုတာနှစ်ဌာနရှိအာဟာရကိုလည်းမေတ္တာရှိရဒါမေတ္တာနဲ့ပြောတာဝိပဿနာတော့ဟုတ်ပါဘူးအဲ့တော့မေတ္တာနဲ့ဆိုတော့ဖာလူတာသိတောက်ခြင်းသိတောက်ခြင်းတော့ဖာလူတာကိုတင်းတိမ်ရောင်ရဲအောင်တောက်လိုက်လို့ရှိရင်ပြင်ဒါဝေဒနာတက်တာဖာလူတာသိတောက်ခြင်းတော့အာကြည့်ပြီးတခါတည်းကိုနှစ်ခွက်သုံးခွက်တခါတည်းဆက်တောက်ပြီးတော့လေကြောက်ဆော့အောင်တောက်လိုက်တော့တခါတည်းဝေဒနာခံစားမောအောင်တောက်လိုက်တယ်မကြည့်ကျင်တော့ဖာလူတာတခါတည်းတောက်လိုက်မကြည့်ကြအောင်တောက်လိုက်တာကိုမကြည့်ကြအောင်တောက်လိုက်တော့ကိုအဲ့ဒီအာဟာရယုတ်ကနေပြီးတော့တုတ်ပြန်တာပဲတခါကိုမေတ္တာနဲ့မတောက်ဘူးကိုကလည်းနောက်ကိုဒီဖာလူတာကိုတောက်လိုက်လို့ရှိရဲ့နောက်ကိုတောက်ချင်တဲ့စိတ်ကလေးခြံထားအဲ့တော့တောက်ချင်တဲ့စိတ်ကလေးခြံထားတော့အဲ့ဒီဖာလူတာကကိုယ်ကိုမတုံ့ပြန်ဘူးဖာလူတာကလည်းမေတ္တာသူကမျှပြီးဖာလူတာတခါတည်းမုံအောင်တောက်ချလိုက်မုံအောင်တောက်ချလိုက်တော့ဖာလူတာကနေပြီးတော့ကိုကမုံတာကိုဖာလူတာလက်ဥတော့ချစ်မြတ်နိုးတယ်အရသာကိုတာတွယ်နှစ်သက်ချစ်မြတ်နိုးတော့မုံအောင်တောက်တော့မတောက်ချောင်ဖြစ်သွားတယ်ဖာလူတာကတုံ့ပြန်ပြီအာဟာရယုတ်ကမုံပြီမင်းငါမေတ္တာပြည့်သွားပြီတဲ့မင်းတော့ငါတီးတော့မှာပဲဆိုပြီးတခါတော့ဝေဒနာခံရတယ်အဲ့တော့အတုံးအလှဲ့ဆိုတာရှိအဲ့တော့အရိယသူတော်များသူတော်ကောင်းများဟာဖြင့်အာဟာရမှာသိကြောက်တယ်အာဟာရမှာရောင်ရဲဒီခန္ဓာကြီးကိုခံရမှာဒုက္ခသစ္စာကြီးအမှန်မြင်လို့တဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်